အားလုံးပဲမင်္ဂလာပါအနဲ့ရောင်လမ်းမများပေါ်ကလူတိုင်းနဲ့မကင်းတဲ့အရာ live show အခွေလေးရိုက်ကူးခြင်းဖြစ်ပါတယ်ဒီမှာတော့ရင်စည်းကမ်းလမ်းစည်းကမ်းနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော်ကျွန်တော်အနေနဲ့မိဘပြည်သူတွေကိုတိုက်တွန်းချင်တာကတော့ကားမောင်းရင်ပဲဖြစ်ဖြစ်ကားစီးရင်ပဲဖြစ်ဖြစ်ကပတ်ပတ်ထားစေချင်ပါတယ်ကပတ်ပတ်ဖို့တိုက်တွန်းပါတယ်ကျေးဇူးတင်ပါတယ်ချမ်းမြေတော့ခြေသံတွေတစ်ချိန်ပြန်ကြရှင်ခွဲနဲ့ချမ်းခဲ့တဲ့အကြောင်းကိုငါတယောက်တည်းချိန်မိခံစားလွမ်းတွေကိုရင်မပိုင်ရင်သာကနေခဲ့သူတွေလားနေခွဲရရင်ခုဆက်ချင်ငါပြေကိုအင်းလေးဒီခုလုံးမင်းထင်မလားချစ်တဲ့သူကိုOh, you don't need your ticket, you're the real occasion in Viva. Do what long it or feel it sometime. She called down and you not go to your test and go. Oh, you don't need your ticket, you're the real occasion in Viva. Do what long it or feel it sometime. She called down and you not go to your test and go.ချမ်းခဲ့တော့ခြေသံတွေတစ်ချိန်ပြန်ကြရှင်ခွဲနဲ့ချမ်းခဲ့တဲ့အကြောင်းကိုငါတယောက်တည်းချိန်မိခံစားလွမ်းတွေကိုရင်မဖွယ်ရင်သာကနေခဲ့သူတွေလားနေခွဲရရင်ခုန်ဆက်ချင်ငါပြေကိုအပြည့်တစ်ခုလုံးမထင်မလားချစ်နေသူကိုရင်ခုန်တဲ့